ဇလန်အစမှာတော့ဥရောပကိုမိမိလို့ခေါ်တဲ့ကြောက်သားတတော်တွေကျူးကျော်ဝင်ရောက်နေပါတယ်လူသားတွေဟာစစ်ပွဲကြီးတစ်ခုကိုဆင်နွှဲနေရပြီး Operation Downfall လို့ခေါ်တဲ့အကြီးစားတိုက်ခိုက်ရေးတရက်ကိုပြင်ဆင်နေကြပါတယ်ဗိုလ်ကြီးဝီလီယံကေးဟာစစ်တရင်ထောက်တဦးဖြစ်ပြီးစစ်မှုမထမ်းကျင်သူဖြစ်ပါတယ်ဒါပေမဲ့ဗိုလ်ချုပ်ကြီးဘရေဂန်ကသူ့ကိုရှေ့တန်းစစ်မြေပြင်ကိုအတင်းကျပ်ပို့လိုက်ပါတယ်ကေးဟာစစ်မြေပြင်မှာတေဆုံးသွားပေမဲ့ထူးဆန်းစွာအချိန်နောက်ပြန်ဆုတ်ပြီးမတေခင်24နာရီလိုကိုပြန်ရောက်သွားပါတယ်ဒီဖြစ်စဉ်မှာသူဟာထူးခြားတဲ့မိမိတကောင်ရဲ့သွေးနဲ့ထိတွေ့တေဆုံးပြီးနောက်အချိန်တန်တရာထဲကျရောက်သွားတာဖြစ်ပါတယ်သူဟာဒီတန်တရာကိုဖူးမတ်တယ်ဖြစ်လို့အမည်ရတဲ့စစ်သူရဲကောင်းရီဒါဘရက်တာစကီနဲ့ပူးပေါင်းပြီးမိမိတွေကိုတိုက်ထုတ်ဖို့ကြိုးစားပါတော့တယ်ရီဒါဟာအရင်ကအချိန်တန်တရာစွမ်းရည်ရှိခဲ့ဘူးသူဖြစ်ပြီးကေးကိုစစ်ပွဲအတွက်လေ့ကျင့်ပေးပါတယ်ကေးဟာတေချင်းပြန်ရှင်ခြင်းတန်တရာထဲမှာအကျဉ်းရချီပြီးလေ့ကျင့်ကမိမိတွေရဲ့အားနည်းချက်ကိုရှာဖွေပါတယ်သူတို့ဟာမိမိရဲ့အိုမီဂါလို့ခေါ်တဲ့ဗဟိုချက်ကိုဖျက်ဆီးဖို့ကြံစည်ကြပါတယ်ကေးနဲ့ရီဒါတို့ဟာအိုမီဂါရှိရာပြင်သစ်ရဲ့ပြတိုက်ကိုတိုက်ခိုက်ဖို့စီစဉ်ကြပါတယ်ဒါပေမဲ့ရီဒါဟာတိုက်ပွဲအတွင်းမှာတေဆုံးသွားပြီးကေးတယောက်တည်းအိုမီဂါကိုဖျက်ဆီးဖို့ကြံရစ်ခဲ့ပါတယ်အိုမီဂါကိုဖျက်ဆီးပြီးချိန်မှာကေးဟာအချိန်တန်တရာကနေလွတ်မြောက်သွားကမိမိကျူးကျော်မှုမဖြစ်ခင်အချိန်ကိုပြန်ရောက်သွားပါတယ်ကေးဟာစစ်ပွဲမဖြစ်ခင်အချိန်ကိုပြန်ရောက်သွားပြီးမိမိကျူးကျော်မှုကိုအစကတည်းကတားဆီးနိုင်ခဲ့ပါတယ်သူဟာရီဒါကိုပြန်လည်တွေ့ဆုံပြီးသူမရဲ့အမှတ်ရစရာအပြုံးနဲ့ဇလန်ပြီးဆုံးသွားပါတယ်ဒီဇာတ်ကားကိုကျွန်တော်ရဲ့ Telegram မှာကြည့်ရှုနိုင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာရုပ်ရှင်အကြောင်းတွေအတွက်ကျွန်တော်တို့ကိုစောင့်မျှော်နားထောင်ပေးပါနော်